Minecraft ထဲမှာ mob မတူညီတဲ့ mob တွေအများကြီးရှိပါတယ်အချို့ကတော့ breed ဒါမှမဟုတ် tame တီးပေမဲ့အားလုံးကတော့မတီးဘူးဆိုရင်ဒီလိုလေးကတင့်တော့ပြီးတော့ကျွန်တော် channel လေးကို subscribe လုပ်ပြီးတော့ဗီဒီယိုလေးကို VPN လေးခံပြီးကြည့်ပြီးပါခင်ဗျကဲဗီဒီယိုလေးစကြအောင်ကဲအားလုံးသိရနွားနဲ့စကြနွားဆိုရင်တော့ wheat နဲ့ breed လုပ်ပေးရမှာဖြစ်ပါတယ်နွားနေမှာမဟုတ်ပါဘူးအေး sheep ပြီးတော့ mushroom ဒါမှမဟုတ်စိတ်ကြီးခုတ်ဒီကိုလည်းကျွန်တော် wheat နဲ့ breed လုပ်ပေးလို့ရပါတယ်ထွက်လာပြီးတော့နောက်တစ်ခုကကျွန်တော် what တွေဖြစ်ပါတယ် what တွေကတော့ကျွန်တော် carrot beetroot ဒါမှမဟုတ်potato တွေကိုအသုံးပြုပြီးကျွန်တော် breed လုပ်ပေးလို့ရပါတယ်ပြချက်တွေအတွက်ဆိုရင်တော့ကျွန်တော်တို့ကြိုက်တဲ့ seed တစ်မျိုးမျိုးလေးတွေကိုအသုံးပြုပြီးတော့ breed လုပ်ပေးလို့ရပါတယ်နောက်တစ်မျိုးကကျွန်တော်တို့ကြက်တူကြီးဖြစ်ပါတယ်ကြက်တူကြီးကိုတိမ်းဖို့ဆိုရင်ကျွန်တော်က seed လေးကိုကြိုက်တဲ့ seed ကိုသုံးပြီးထိန်းလို့ရပါတယ်သူတို့ကတိမ်းလို့ရပြီးတော့ breed လုပ်လို့မရတဲ့အတွက်လိုချင်ရင်တောထဲမှာပဲသွားရှာကြပါဗျရုံလေးရဲ့အတွက်ဆိုရင်တော့ golden carrot ရိုးရိုး carrot ဒါမှမဟုတ်ပန်းအဝါလေးဒီ dandelion လို့ခေါ်တဲ့ပန်းအဝါလေးကိုသုံးပြီးတော့ကျွန်တော် breed လုပ်လို့ရပါတယ်နောက်တစ်ခုကကျွန်တော်ခွေးလေးတွေတိမ်းလို့ဆိုရင်တော့ကျွန်တော်အယိုးလေးနဲ့ကျွန်တော် tame လုပ်ပြရမယ်ချလိုက်မယ်ပြီးရိုးလေးနဲ့ tame လုပ်ပြီးရင်တို့ထိုင်ခိုင်းလို့ရတယ်ခြာခိုင်းလို့ရတယ်သူတို့ breed လုပ်ဖို့ဆိုရင်ချက်ပြီးသားပဲဖြစ်တော့မချက်သေးပဲဖြစ်ချက်သေးအစိမ့်ပဲဖြစ်ကြိုက်တဲ့အသားအမျိုးစားကြိုက်တဲ့ဟာသုံးပြီးကျွန်တော် breed လုပ်ပေးလို့ရတယ်အဲဆိုကျွန်တော်ခွေးပေါက်လေးထွက်လာလေမှထွက်လာပြီခွေးပေါက်လေးထွက်လာပြီတော့ထိုင်ခွေးပေါက်လေးတွေပါတင်ပါထိုင်ခိုင်းလို့ရတယ်အဲ့လိုနောက်တစ်မျိုးကကြောင်လေးဖြစ်ပါတယ်ကြောင်လေးတွေကျွန်တော်မချသေးရ raw salmon ဒါမှမဟုတ် cod နဲ့သုံးပြီးတော့ကျွန်တော် tame လုပ်ပေးရမယ်အဲ့လို tame လုပ်ပြီးကမှ breed လုပ်လို့ရမှာ breed လုပ်ရင်မှကြောင်ပေါက်လေးထွက်လာပြီဟုတ်ပါပြီနောက်တစ်ခုကတော့ကြောင်ရဲ့မျိုးနဲ့တူ ocelot လေးပါသူတို့လည်းအဲ့ကြောင်တွေကို breed လုပ်တဲ့မျိုးနဲ့ပဲကျွန်တော် breed လုပ်ပေးရဖြစ်ပါတယ်အဲဆိုရင်တော့ breed လုပ်ပေးလိုက်ရင်အကြောင်တွေကကျွန်တော်တို့အစာမကျွေးရသေးဘူးဆိုရင်တစ်ရှာတော့ထွက်ပြေးနေပါလိမ့်မယ်ဒါနဲ့တင်အစာတစ်ခါကျွေးပြီးသွားမယ်ဆိုရင်တော့တင်နားရောက်လဲတော့ထွက်ပြီးတော့ဘူးအဲဆိုရင်တင်ခင်သွားအကျိုင်းတော့ထွက်ပြီးတော့နောက်ကမြင်းမှာမြင်းဆိုရင်မြင်းအတွက်ဆိုရင်ကျွန်တော် golden carrot apple ဒါပေါ် enchanted apple ကိုသုံးပြီးတော့ကျွန်တော် breed လုပ်လို့ရပါတယ်သူတို့အရင်ဆုံး breed လုပ်ဖို့ဆိုရင်သူ့ကိုတက်ပြီးတော့စီးရမယ်စီးလိုက်မယ်ဆိုရင်သူခင်သွားမယ်ဆိုရင်အဲ့လို settle လေးတက်ပြီးတော့အဲ့လိုတားလို့မြင်းစီးလို့ရတယ်ပြန်နောက်တစ်ခါကိုအဲ့လိုကလေးလေးနောက်ထပ်မြင်းတစ်ခါသူ့တက်လိုက်တော့မြက်တစ်ခါတလေဆိုရင်တစ်ခါတည်းနဲ့မြင်အောင်လဲအဲ့လိုကန်ချရပဲလို့ကန်ချရရင်ကြာရင်တို့တခြားလေးအများကြီးကျွေးလိုက်ဂျာကြီးကျွေးလိုက်ရင်ပြန်ရသွားပြီရသွားမှကြည့်ရသေးမရသေးဘူးနောက်ခါထပ်ရပါပြီလို့တဲပုံလေးပေါ်လိုက်ဆိုရသွားပြီအကျိုင်းမှာ golden carrot ဒါမှမဟုတ် golden apple ဒါမှမဟုတ် enchanted golden apple ပေါ့ဆိုရင်ဒီကလေးလေးထွက်လာပြီပြန်နောက်တစ်ခုက donkey ကလည်းအဲ့လိုပဲမြင်းလိုပဲ golden apple golden carrot enchanted golden apple နဲ့လို့ breed လုပ်လို့ရတယ်sorry မှာတော့တခြားကျွေးမယ်ပြီးရင်အပေါ်တက်စီးလိုက်သူလည်းလိုကန်ချရပြီးရင်အဲ့လိုခဏပေါ့မရမချင်းလို့ဆိုရသွားလိမ့်သူလည်း golden apple golden အကျွေးလို့ကျွေးပြီး breed လုပ်ရမယ်
ပြန်နောက်တစ်ခုရှိရတော့ပါမြင်းမဒီမြင်းတီးမြင်းမော်လည်းတက်စီလိုက်ရပါအဲ့လိုရသွားတဲ့ချိန်ကြရင်ခုနဒန်ကီရဲ့ခုနဒီမြင်းရဲ့ကို reload ပေးလိုက်မယ်ဆိုရင်အမမြူးလို့ခေါ်တဲ့အသားညူကောင်လေးထွက်လာတယ်တခုရှိရအဲ့မြူးနှစ်ကောင်ကို reload ပြီးတော့မြူးထောင်လို့မရဘူးပေါ့အဲ့တော့ဒန်ကီနဲ့မြင်းနဲ့ reload ပြီးကမှာပဲမြူးကထွက်လာတာနောက်တစ်ခုကလာမလည်းအဲ့ခုနမြင်းအတိုင်းပဲဒီလိုခဏပေါ်တက်စီးလိုက်မယ်ပြီးတော့အသေးပုံလေးထွက်လာကမှreload လို့ရသူ previous ဆိုရင်အဲ့ hey bill ဒီနဲ့ reload ပေးလို့ရတယ်ပြထွက်ပြီရတယ်အဲ့ဆိုရင်hey bill လေးနဲ့သူ hey bill လေးနဲ့ reload ပေးလိုက်မယ်ဆိုရင်လာမပေါက်လေးထွက်လာလာမပေါက်လေးထွက်လာအခုကခေါင်းမကကျဒါမြဲခုနအကောင့်လေးလိုမျိုးတက်ပြီးတော့စီးတာမလို့သူက automatic ရပြီးသားပဲသူဒီတိုင်း saddle လေးတက်ပြီးတော့စီးလို့ရတယ်သူ prevost ဆိုရင်သူ cat test တွေနဲ့ reload ပေးလို့ရတယ်သူ cat test တွေရင်ကြိုက်ထွက်လာတယ်ကောင်းသေးတယ်နောက်တစ်ခုကတက်တော့စီးထောက်တော့ထောက်တော့ကနည်းနည်းရှုပ်တော့သူ့ကို prevost ဆို sequence လေးရွေးလိုက်မယ်ဆိုရင်ဒီမှာအဲ့ဒီလိတ်တစ်ကောင်ရဲ့အောက်မှာပစ္စည်းတစ်ခုပို့ပြီးကြီးတာတွေ့ရမလားအဲ့ဆိုသူ့မှာလိတ်ဥလေးရှိနေပြီးတော့သူကအမှမြကြီးတူးဖို့အတွက်လိတ်ဥတွေကိုဥဖို့အတွက်နေရာလိုက်ရှာတော့ခါဆောင်နေလိုက်ပြန်ဟုတ်တယ်မှာတူးနေပြီဦးလေးထွက်လာဖားတွေကို reload ဖို့ဆိုရင် slime ball လေးနဲ့ဒီလိုနှကောင်ကို reload ပေးလိုက်မယ်အဲ့ဆိုရင်သူကလိတ်လို့မှာရီထဲမှာဦးလေးချပေးလိုက်အဲ့ကင်မဲ့ထပ်ဖို့လေးရပြီးတော့အဲ့လိုဖားပြီးဖြစ်လာနော် L လေးကကျတော့အဲ့လိုသူ့ prevost ဆိုရင်အဲ့လို music disc နဲ့ဖွင့်ထားမှရ music disc ဖွင့်မယ်ပြီးရင်အဲ့လို L လေးထွက်လာမယ်ပြီးရင်အဲ့ဒါဒီကို amethyst ချက်လေးပေးလိုက်မယ်ဆိုရင်နှစ်ကောင်ပွားပါပြီနောက်ခေါ်တော့ axolotl ကို preload ဖို့ဆိုရင်တို့ backup for tropical fish လို့အကောင်လိုက်မဟုတ်ဗျာကောင်လို့ backup နဲ့ဖမ်းလိုက်ဟာကိုတို့ကျွေးလိုက်မယ်ဆိုရင်ကောင်လေးထွက်လာပြီဒီသူတို့က tropical fish ရမ်းကြိုက်တယ်ကိုတော့စားတော့နောက်ခေါ် armadillo နောက်ခေါ်နော်သူ့ prevost ဆိုရင်တို့ spider eye လေးကျွေးပြီအဲ့ဆိုရင်လို့ကောင်တီးလေးထွက်လာလေကြာရောဒီကောင်ရပြီရလိုက်ကောင်တီးပြီးနောက်တစ်ခုက sniffer ကောင်ကြီးလို့ sniffer ကောင်ကြီးလို့ဆိုရင်လို့ torch flower seed ဆိုတဲ့ဟာကိုကျွေးပြရ torch flower seed torch flower seed ကသူတို့ sniffer တွေပဲလို့မြကြီးကိုတူရင်းနဲ့ထွက်လာတဲ့ seed အဲ့ဒါကိုပြန်ကျွေးလိုက်ရင်ကောင်တီးလေးထွက်လာလေပြီးရင်ကျတော့sorry ကောင်တီးလေးထွက်လာမဟုတ်ဥပေးတာဥလေးကိုချပြီးတော့ပေါက်သွားလိမ့်
ပြီးတော့နောက်တစ်ခုကပြားလေးတွေကပန်းကြိုက်တော့လို့ဘာပန်းပဲဖြစ်ဖြစ်ကြိုက်တဲ့ပန်းလေးတစ်ခုကျွေးလိုက်မယ်ဆိုရင်ပြားသေးသေးလေးထွက်လာပါလိမ့်ရှားနာပဲရောက်ပါမတွေ့ပြီနောက်တစ်ကောင်တော့ပန်တာဖြစ်ပါတယ်ပန်တာတွေကသူကြိုက်တဲ့ဝါးလေးကိုကျွေးလိုက်လို့ဆိုရင်လို့ပန်တာကောင်သေးလေးထွက်လာပါလိမ့်ပန်တာလေးနောက်တစ်ခုကညခွေရ sweet berry ဒါမှမဟုတ် glowberry berry သီးတွေကျွေးပေးမယ်ဆိုရင်သူက free လုပ်လို့ရတယ်သူalso လို့ပဲသူနောက် line တော့ထွက်ပြီးရဒါနဲ့ free လို့ထွက်လာတဲ့အကောင်သေးလေးရကြတော့ဟလိုကိုနား line ထွက်မပြေဘူးဗျလို့ free လို့ရတယ်ကောင်သေးလေးထွက်လာကဲနောက်တစ်ခုကနေသားရဲမှာ strider ဆိုတဲ့လာဘောမှာပြီးတဲ့ကောင်လေးသူတို့saddle လေးတက်ပြီး what fungus on stick ဆိုတဲ့ဟာလေးနဲ့တက်စီလို့ရတယ်သူတို့ bridge နဲ့ဆိုရင်လည်းwhat fungus နဲ့ပဲ free လုပ်ပေးလို့ရတယ်what fungus နဲ့what fungus နဲ့ကျွေးလိုက်မယ်ဆိုရင်ကောင်းသေးလေးထွက်လာလေကောင်းသေးလေးထွက်လာပြီနောက်တစ်ခုက hoglin ဆိုတဲ့ကောင်သူ hoglin ကြတော့ what fungus နဲ့ပြောင်းပြန် crimson fungus နဲ့ free လုပ်ပြအောင်တခုသတိပြုရမယ်ဟာခင်ဗျားတို့ကျွန်တော်တို့ critic mode မဟုတ်ဘဲနဲ့ spider mode ဆိုရင်တော့သတိထားပါဗျအကောင်တွေကလူတွေကိုလိုက်ပြီးတော့ဒုက္ခပေးရကောင်လေဆိုတော့ကြည့်တော့ဗီဒီယိုလေးကဒီလောက်ပါပဲနောက်ဗီဒီယိုကြာမှကျွန်တော်ပြန်တွေ့ကြမယ်ဘိုင်ဘိုင်